စုံအလီလေးတွေဆိုကြည့်အောင်စုံအလီလေးတွေတို့တစ်ကနေ9အထိဆိုရင်1 2 3 4 5 6 9 10 9တစ်ကနေ9အထိဆိုတဲ့ကဏ္ဍတွေထဲမှာစုံကိန်းရ4ခုပဲရှိတယ်2 4 6 8ဒါဆိုရင်2အလီ4အလီ6အလီ8အလီကိုတို့တွေလွယ်လွယ်ကူကူစုံနိုင်ပါတယ်လွယ်လွယ်ကူကူကြက်နိုင်ပါတယ်အဲ့တော့2 4 6 8ဆိုတဲ့အဲ့ဒီစုံကိန်းတွေရဲ့အလီတွေကို2 4 6 8တွေနဲ့ပဲတို့တွေကြက်ပါတယ်ဒီကဏ္ဍတွေကိုလုံးဝပယ်ထားပါတယ်ဒီကဏ္ဍတွေကို1 3 5 9ဆိုတဲ့ကဏ္ဍတွေကိုလုံးဝပယ်ထားပါလုံးဝခေါင်းထဲမှာထည့်စရာမလိုဘူးမှားပြီးတော့စိုးစရာတဲ့အကြောင်းမရှိပါဘူးအဲ့တော့ဘယ်လိုစိုးမလဲ2တက်လီ2 2 2လီ4 2 3လီ6 2 4လီ8 2 5လီ30စုံကိန်းတွေအားလုံးက9လီဆိုတာနဲ့10နဲ့ဆုံးတယ်ပေါ့နော်10နဲ့ဆုံးတဲ့အတွက်ဒီမှာ10နဲ့ဆုံးတဲ့ကဏ္ဍကိုလုံးဝထည့်မထားပါဘူး9လီဆိုတာနဲ့30ဆိုတာတန်းဆိုလိုက်ပေါ့2လီဆိုရင်2တက်လီ2 2 2လီ4 2 3လီ6 2 4လီ8 2 5လီ30 2 6လီ12 2 9လီ14 2 8လီ16 2 9လီ18 2 10လီ20 2လီပြီးတော့4လီတူလည်းပဲ4တက်လီ4 4 2လီ8 4 3လီ12 4 4လီ16 4 5လီ20 4 6လီ24 4 9လီ28 4 8လီ32 4 9လီ36 40လီ40ပြီးတော့6လီ6တက်လီ6 6 2လီ12 6 3လီ18 6 4လီ24 6 5လီ30 6 6လီ36 6 9လီ42 6 8လီ48 6 9လီ54 60လီ60ပြီးတော့8လီ8တက်လီ8 8 2လီ16 8 3လီ24 8 4လီ32 8 5လီ40 8 6လီ48 8 9လီ56 8 8လီ64 8 9လီ82 80လီ80ဒီကဏ္ဍလေး၄လုံးနဲ့ပဲကြက်သွားတာ9လီဆိုရင်10နဲ့ဆုံးတယ်10လီဆိုရင်10နဲ့ဆုံးတယ်အဲ့ဒါလေးကိုမှတ်ထားပေးပါစုံကိန်းတွေကစုံအလီတွေက9လီဆိုရင်10နဲ့ဆုံးပါတယ်10လီဆိုရင်10နဲ့ဆုံးပါတယ်2ဆိုရင်2 4 6 8 4ဆိုရင်4 8 2 6 6ဆိုရင်6 2 8 4 8ဆိုရင်8 6 4 2အတိုင်းလေးကြက်ထားပါမယ်เนาะပြန်ပြီးတော့တစ်ခေါက်ဆိုပြပေးပါမယ်2လီဆိုရင်2တက်လီ2 2 2လီ4 2 3လီ6 2 4လီ8 2 5လီ30 2 6လီ12 2 9လီ14 2 8လီ16 2 9လီ18 2 10လီ20 4လီဆို4တက်လီ4 4 2လီ8 4 3လီ12 4 4လီ16 4 5လီ20 4 6လီ24 4 9လီ28 4 8လီ32 4 9လီ36 40လီ40 6တက်လီ6 6 2လီ32 6 3လီ18 6 4လီ24 6 5လီ30 6 6လီ36 6 9လီ42 6 8လီ48 6 9လီ50 60လီ60 8လီဆိုရင်8တက်လီ8 8 2လီ16 8 3လီ24 8 4လီ32 8 5လီ40 8 6လီ48 8 9လီ56 8 8လီ64 8 9လီ82 80လီ80 2လီဆိုရင်2 4 6 8 4လီဆိုရင်4 8 2 6 6လီဆိုရင်6 2 8 4 8လီဆိုရင်8 6 4 2အဲ့ဒီလိုလေးကြက်ထားရပါပြီเนาะ